မင်းအဲ့ရိုက်တာရိုက်နေမင်းကကျင်းရောကြာ ကျင်တော့ကြားရလေကြာ ကျင်းရောဘုံကြာရော မကျတော့ကြားတော့မယ်ကောက်တော့မကောက်ဘူး ဟောဒီကျင်းရောကြာသွားတယ်ကောက်တော့မကောက်သေး ဟုတ်တယ်ဆရာလေး ငါပြောတာဒီကောင်ကြီးရိုက်တဲ့ကောင်လေးဖက်သားနဲ့သူ့ဟာနဲ့သူကျင်းရောကြာလားလို့မျိုးငါမေး မသိဘူးလေဆရာလေး အေး